ကဲဗီဒီယိုကဲဗီဝါရေလူတွေကွာရွှေဘုံမှာမီးလောင်နေပြီဝဒနာမှာပြကြည့်လိုက်အောင်မယ်ခဏနေရောဟိုမှာကြည့်ရင်အမုတ်မီးရုပ်ကြီးအများကြီးပဲနဲ့ကြည့်ရင်တွေ့လားဟဲ့ကွာမီးရုပ်ကြီးရလေမလေးမီးရုပ်ကြီးရလေကွာအခုတသားတော့အိမ်အောင်မလာဘူးနော်မီးရုပ်အစ်စ်လေးလာပြီဆိုရင်တော့မီးရုပ်အစ်စ်ကြီးကတသားတော့အိမ်ဘေးနားမှာရောက်ပြီဆိုရင်တော့ထွက်သွားကြမယ်မလေးကွာဟဲ့တော့အခုမီးရုပ်ကြီးကရက်နေပြီအခုတိတ်မပြောက်သေးဘူးမီးရုပ်ကြီးကဟဲ့ကွာ emotional damage